မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာ Superbase Story ကြောင်းရှင်းပြပေးဖြစ်ပါတယ်အားကြောင့်ဒီမှာ Superbase Story လို့ကျွန်တော်ပေးလိုက်မယ်ကျွန်တော် create app ကျွန်တော်ပထမဆုံး UI ပြရမယ်ကျွန်တော် UI နဲ့မှာ Superbase ပေါ်လှမ်း upload button တစ်ခုရယ်ကျွန်တော်တင်းပြီးရ file ကိုဖြတ်ဖို့အတွက်ကျွန်တော် delete file ဆိုကျွန်တော် button တစ်ခုလုပ်မယ်ပြီးတော့ကျွန်တော်ပုံလေးကိုစမ်းတင်ပြီးဒီပုံလေးကိုကျွန်တော်ဒီ email view မှာကျွန်တော်ပြကြည့်မယ်အဲ့တော့ဒီ upload ဆိုတဲ့ဒီ button နှိပ်လိုက်ပြီဆိုရင်ကျွန်တော် file တင်တဲ့လောက်ကိုလောက်ကြမယ်ကျွန်တော် file နဲ့ကိုတောင်းမယ် file နဲ့ကိုတောင်းပြီးကျွန်တော် import လုပ်เสียရှိတယ်ကျွန်တော် my Superbase ဆိုကျွန်တော်လောက်ထား Superbase blog ရှိတယ်အဲ့တော့ကျွန်တော် import URL ဆိုတာရှိတယ်ကျွန်တော်ဒီ URL ကိုကျွန်တော် import လုပ်ရမယ်အဲ့တော့ကျွန်တော်ဘေးနားမှာစိတ်ရမယ်ကျွန်တော်ဒီ on-create ချက်ပြန်ထွက်မယ်ချက်ပြန်ထွက်ရင်ကျွန်တော်ဒီဘေးနားအပေါင်းတွေနှိပ်လိုက်ပြီးတော့အပေါ်မှာ import ဆိုတာရှိတယ်အဲ့ import လေးတစ်ချက်မှန်ကြည့်ကျွန်တော်ဘေးနားအောက်က add ဆိုတာလေးကိုချက်နှိပ်လိုက်အဲ့ဆိုကျွန်တော်ဒီမှာ import ရောက်လာမယ်အဲ့ import လေးကိုကျွန်တော်ဒီ blog ထည့်ရမယ်ကျွန်တော်ဒီ blog ထည့်မယ် import နှစ်ခုလောက်သွားနေမယ်ထည့်မှတောင်းသွားတဲ့ဟာကိုကျွန်တော်ကဘာလို့သုံးမလဲဆိုတော့ method ကိုတောင်းရမယ်ကျွန်တော် method တစ်ခုတည်ဆောက်ရမယ်ကျွန်တော်ဒီ Superbase my Superbase ဆိုတဲ့မှာကျွန်တော် upload method ရှိရယ်ပြီးတော့ဒီအောက်မှာ delete ဆိုတဲ့ method ရှိရယ်ဒီ blog ဆိုရင်လည်းနည်းနည်းသတိထားရမှာတစ်ခုရှိရယ်ကျွန်တော်ဒီ source code ထဲမှာကြည့် on-create ကိုကျွန်တော်ဒီမှာပိတ်ထားတယ်နော်သူဒီ blog ရဲ့အပေါ်မှာရှိရဲ့ code ကသာ on-create ထဲဝင်တာပါဒီ blog ရဲ့တောင်းတဲ့အချိန်မှာ on-create ထဲကိုထည့်မယ် code တွေကိုအပေါ်ဆုံးမှာတင်ပါကျွန်တော်ဒီအောက်ထဲကိုထားမယ်ဆိုကျွန်တော် method ထဲဝင်သွားလိမ့်မယ်ကျွန်တော်ကိုယ်ဖန်တီးထားတဲ့ code block လို့ကျွန်တော်ပြောတာပါဒီမှာကြည့် code က line နေရာကြောက်ထိရှိတယ်ကျွန်တော် file ကိုပြည့်တင်လိုက်တယ် file ကိုတင်လို့အောင်မြင်ပြီဆိုရင်အပေါ်မှာလုပ်မယ်တင်တာမအောင်မြင်ကြဘူးဆိုတော့သူ့ရဲ့အောက်မှာလုပ်မယ်တင်မှာ file တင်တာကအောင်မြင်ကြဆိုရင်ဒီ upload file link ဆိုတာရှိမယ်ကျွန်တော်ဒီ link ကို copy ကူးလိုက်ကျွန်တော်တင်တာအောင်မြင်ခဲ့ပြီဆိုရင်တင်လိုက်တဲ့ link ကို copy ကူးမယ်ဒီအောက်ထဲတော့မထည့်နော်ဒီအောက်ထဲကျွန်တော်တင်တာမအောင်မြင်ခဲ့ဘူးဆိုရင်ကျွန်တော် upload fail ပေါ့ဗျာ upload fail ဖြစ်တယ်ပေါ့ဗျာမအောင်မြင်ဘူးကျွန်တော်တင်တာမရခဲ့ဘူးပေါ့ဟိုဒီလောက်ဆိုရပြီကျွန်တော်တစ်ချက်စိတ်ရမယ်ကျွန်တော်ဘယ်မှာတင်မှာဆိုကျွန်တော် Superbase မှာတင်မှာ Superbase ကျွန်တော် Superbase ကိုချက်သွားမယ်ဒီနိုင်မှာ file ဆိုတဲ့ပုံစံလေးရှိ file ပုံစံလေးရှိပြ storage ဆိုပြီးအားလေးကိုချက်နေတယ်ညဆိုကျွန်တော်ဒီမှာ storage ဒီမှာကျွန်တော် bucket တစ်ခုစီဆောက်အောင်မယ်ကျွန်တော်ဒီဆောက်ထားလို့ဒီမှာနှစ်ခုရှိနေအဝါအောင်လေးနဲ့ကျွန်တော်ဒီမှာ tutorial bucket လို့ကျွန်တော်ပေးလိုက်မယ် tutorial underscore bucket ဒါကျွန်တော် bucket နေနော် bucket နေကိုကျွန်တော်ပြန်တော့အောင်မယ်ကျွန်တော်ဒီထဲကိုလမ်းထည့်မှာဖြစ်တယ်ကျွန်တော် publish ထားလိုက်မယ်ဒီ bucket ကိုပြီးကျွန်တော် create လုပ်လိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာ bucket ကရသွားဆိုကျွန်တော်ဒီထဲကိုကျွန်တော်ချက်ဝင်မယ်ကျွန်တော်ဝင်လို့ပြီးတော့ဆိုကျွန်တော်မဖြစ်မနေ policy ထည့်ပြမယ်ကျွန်တော်ဒီပေါ်နားမှာဒီပေါ်နားနဲ့ကျွန်တော် policy ဆိုတာလေးကိုချက်နေကျွန်တော် new policy ဆိုပြီးကျွန်တော်တစ်ချက်နှိပ်မယ်ကျွန်တော်ဒီ table အတွက်ကျွန်တော်ဒီအောက်ကလေးကိုချက်ရွေးမယ်ချက်ရကျွန်တော်ဒီ policy ကိုကျွန်တော်အများကြီးကျွန်တော်ပြင်မနေဒီပေါ် high ကတော့ကျွန်တော်အမှန်ကြီးချက်လိုက်မယ်ကျွန်တော်ဒီဟာကို slap မှတ်ပြီးကျွန်တော်ဖတ်လို့လည်းရမယ်ပြင်လို့လည်းရမယ် file ကိုအသက်လည်းထည့်လို့ရမယ်ဒီ bucket ထဲကိုကျွန်တော်ဖြတ်လို့လည်းရမယ်အားရကတော့ကျွန်တော် slap မှတ်လိုက်ပြီအားကျွန်တော်ပြီးတော့ဒီလေးကိုချက်နေပြီးထားခဲ့ကျွန်တော်ဒီမှာ save လိုက်တော့မယ်အားဆိုရင်ကျွန်တော် file ကို slap မှတ်လို့ရမယ် instant လုပ်လို့ရမယ် update လုပ်လို့ရမယ် delete လုပ်လို့ရမယ်ကျွန်တော်ဒီမှာ review ကျွန်တော်ဒီမှာကျွန်တော် name ပေးရတယ်ကျွန်တော် name ပေးအောင်ပါ my data ကျွန်တော်လွယ်ရ my data လို့ကျွန်တော်ပေးရမယ်ပြီးကျွန်တော် review ကိုနှိပ်မယ် save policy ကိုကျွန်တော်နှိပ်လိုက်မယ်အဲ့တော့ဒီမှာလေးကိုကျွန်တော်ဝင်သွားလိမ့်မယ်ကျွန်တော်ဒီ policy တွေကိုအဲ့တော့ကျွန်တော် data ထည့်လို့ရပြီကျွန်တော်ဒီ bucket က data ထည့်ကို send ဖြစ်သွားပြီကျွန်တော် bucket နေမှာမအောင်ဒီဘောဟာကိုကျွန်တော်ချက်ပြန် copy ကူးမယ် copy ကျွန်တော်ဒီ upload file ကိုနှိပ်ပြီးဆိုတော့ကျွန်တော် file တစ်ခုရွေးမယ်ဗျာကျွန်တော် file တစ်ခုရွေးမှာ file ရွေးမှာဖြစ်တော့ကျွန်တော်ဖုန်းနဲ့ကျွန်တော် file ကိုဖတ်မယ်ဖြစ်တဲ့တော့ကျွန်တော် file picker ကိုမုန်းအောင်သုံးမယ် file picker ကျွန်တော် file ဘာ file ရွေးမှာဆိုကျွန်တော် image file ကိုရွေးမယ်ပြီးကျွန်တော် fv လို့ကျွန်တော်ပေးခဲ့မယ်အဲဆိုကျွန်တော်ဒီမှာဒီ cloud ကိုနေပြီးဆိုတော့ကျွန်တော် add file paste ဆိုကျွန်တော် file ကိုကျွန်တော်ရွေးမယ်စပြီးတော့ကျွန်တော် image file နဲ့ကျွန်တော်စရွေးမယ်ရွေးလို့ကျွန်တော်ရွေးလို့အောင်မြင်သွားပြီဆိုရင်ကိုမုန်းနဲ့ဒီဘက်ချောင်းသွားမယ်တော့ဒီမှာရွေးလို့အောင်မြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီထဲကိုလှုပ်လုပ်မယ်ဒီထဲမှာရွေးတာအောင်မြင်သွားပြီဆိုကျွန်တော်ဒီထဲမှာလာမယ်အကျွန်တော်ဒီမှာ list string ပုံစံနဲ့လာ list string ရဲ့မှာကျွန်တော်0ယူမယ်အဲ0ကျွန်တော်ပထမဆုံးစာတစ်ခုပဲယူမယ်ဒီနေ့မှာဖြစ်တဲ့ပထမဆုံး file path ကိုလာကျွန်တော်ရယူမယ်
file ပါကျွန်တော် file လမ်းကြောင်းကိုရယူမယ်ကျွန်တော် Superbase upload ဆိုပြီးကျွန်တော်ဒီမှတ်သက်ကိုတကယ်ခေါ်သုံးမယ်ဟိုကတိဆောက်တာနော်ဒါတကယ်ခေါ်သုံးတာမတူဘူးကျွန်တော်ရောနေမှာဆိုကျွန်တော်ရှင်းပြပေးရဟိုမှတ်သက်ကို on-crate ထဲမှာတိဆောက်တာကျွန်တော်ဒီမှာ API ကြီးတွေပါရင်ကျွန်တော်သုံးမယ်ကျွန်တော်ဒီနားမှာကျွန်တော်ပြထည့်ရမယ်ဒါ project အသစ်ဆိုကျွန်တော်ဒီ string ဆိုပြီးကျွန်တော် URL ပြီးတော့ကျွန်တော် API underscore key ဒီမှာ select လုပ်ပြီးသားဆိုရင်ကျွန်တော်ဒီ API ဆိုနေမှာကျွန်တော် API ထည့်မယ်ကျွန်တော်ဒီမှာ URL ဆိုနေမှာ URL ထည့်မယ်ကျွန်တော်ဒီဘက်ချမ်းထားမှာဒါ API key ဒါ URL ကျွန်တော် Superbase URL ကိုကျွန်တော်နောက်ကကျွန်တော် backend name ထည့်မယ် backend name မှားလို့မရအောင်နော်ဟောဆိုရင်လွဲကုန်မှာဆိုတော့ဒါ file name ကျွန်တော် backend ထဲမှာထည့်ချင်တဲ့ file name ကိုကျွန်တော်ထည့်ရမယ်ကျွန်တော်ဒီ block ကကျွန်တော် name ဆိုတဲ့တော့ဒီရောက်ထည့်မယ်ကျွန်တော်ဖုန်းထဲမှာတင်မဲ့ file လမ်းကြောင်းရဲ့ file ပါနော်ဒါကျွန်တော်ဒီရောက်ထည့်မယ်ဒါကျွန်တော်တင်မဲ့ file ရဲ့ name backend ထဲမှာရောက်သွားမယ် name ကျွန်တော် my image ဆိုပြီးတော့ my image.png လို့ထားလိုက်မယ်ကျွန်တော် png format နဲ့ကျွန်တော်တင်မယ်ဒါတကယ်ခေါ်သုံးတာနော်ခေါ်သုံးလိုက်ပြီဆိုရင်ဒီ on-crate ထဲကကျွန်တော်ဒီ method တွေကလောက်လုပ်မယ်ဒီ method ကလောက်လို့အောင်မြင်ဆို URL copy ကူမယ်မအောင်မြင်ဆိုကျွန်တော် upload phase ဆိုကျွန်တော် toast ပြမယ်ခေါ်တော့ကျွန်တော်ဒီ URL ကျွန်တော် copy ကူမနေအောင်ကျွန်တော်တခါလေးပဲဒီမှာပြလိုက်မယ်ကျွန်တော်ဒီမှာ save for URL ဆိုအဲ့ URL တခါပြလိုက်မယ်ဒါကြောင့်ဒီ URL ကိုကျွန်တော်ထပ်ပြီး copy ပါကူလိုက်မယ်ခါလေးဟိုကျွန်တော်ပုံလေးကိုတင်ကြည့်အောင်ကျွန်တော် run ထားတယ်ကျွန်တော်ဖွင့်ကြည့်အောင်ကျွန်တော်ဒီမှာ file permission တောင်းတယ်ဖုန်းထဲကပုံတွေကိုဖွင့်မှာဆိုတော့ကျွန်တော်ဒီမှာဒီမှာရှိတဲ့ပုံတွေရှိတယ်အဲ့ဒါကျွန်တော်ပုံတစ်ပုံကျွန်တော်ရွေးပြီးကျွန်တော်တင်လိုက်မယ်ကျွန်တော်ဒီရင်တော့တမန်နေကျွန်တော်တင်ကြည့်မယ်တန်းအောင်နှိပ်ပြီးကျွန်တော်တင်ထားရင်ဒီမှာကျွန်တော် URL copy ကူလာပြီးကျွန်တော်ဒီမှာ line မကောင်းတော့ဒီမှာပေါ်လာပြီကျွန်တော်ဒီ backend ထဲကိုသွားပြီးကျွန်တော်ပြန်သွားပြမယ်ကျွန်တော်ဒီပေါ်တိုင်းမှာကျွန်တော်အောက်လေးချက်နေကျွန်တော်ဒီ URL ကိုကျွန်တော် paste ထည့်လိုက်မယ်ဒီလိုကပုံကအတိုင်းသားပဲပေါ်နေတွေ့လားကျွန်တော်ဒီမှာတွေ့ချင်တဲ့ Superbase မှာကျွန်တော်ပြန်ပြီးကြည့်နေဆိုတော့ဒီမှာကြည့်လို့ရတယ်ကျွန်တော်ဒီ Superbase ကိုပြန်သွားမယ်ကျွန်တော်ဒါအောက်ထည့်ထားမယ်ထားပြီးကျွန်တော်ဒီမှာ refresh ဆိုတာရှိတယ်ဒါလည်းကျွန်တော်ချက်နေကျွန်တော်ပေးခဲ့နာမည်တိုင်းပဲ -image.png ဆိုပြီးကျွန်တော်ဒီမှာ file page လုပ်တဲ့အချိန်မှာအောင်မြင်ပြီဆိုရင်ကျွန်တော်ဒီနာမည်ထားမှဖြစ်တယ်လို့ကျွန်တော်ဒီနာမည်တိုင်းပဲဖြတ်သွားဗျာကျွန်တော်နာမည်တူလို့အဆင်မပြေဘူးเนาะတူလို့ဆိုရင်တခါလေး error တက်တယ်ဟိုတော့ file ရောက်မသွားမျိုးဖြစ်တယ်ဗျာတော့အဲ့ဒါဆို upload failure ဝင်သွားလိမ့်မယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲ Superbase Store တွေတုံးပြီးကျွန်တော်ပုံနေတယ်မကပါကျွန်တော်ဗီဒီယိုတွေရောကျွန်တော်ကြိုက်တဲ့ file ပေါင်းစုံတင်လို့ရပါတယ်နောက် video ကြိုင် file ဖြတ်ပြီးကျွန်တော် video file ကိုကျွန်တော်ဒီ application မှာကျွန်တော် play ပြမယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲခုလိုမျိုးအခမဲ့သင်ခန်းစာတွေကိုသဘောကျရဆိုရင်ကျွန်တော် channel ကို like subscribe လုပ်ပေးကြအောင်ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်